သဲကန္နာရရွာလေးတွင်တန်မိုးနေတော်လဲဉာဏ်ရှိပြီးရိုးသားသောကုံသည်တဦးဖြစ်သည့်အလီဘာဘာဟုခေါ်သောယောက်ျားလေးတဦးနေထိုင်တဲ့သူတွင်ရှိသောပစ္စည်းများမှာဖုံတွေတက်နေသောဖနက်တရံနှင့်ချွန်းကပ်နေသောမြင်းလဲလေးတစ်စီးသာရှိတဲ့တနေ့တွင်ဈေးကွက်၌ရောင်းဝယ်ပြီးအိမ်ပြန်ရာတွင်အလီဘာဘာသည်ဖျားเจ้าအိုတစ်ခု၏အတွင်းချော်လန်းခင်းအောက်သို့သွားကာသဲနှင့်ကြောက်အတွင်းမှတစ်သားဘူးတစ်လုံးကိုတွေ့တယ်ထိုဘူးမှာထူးဆန်းစွာတောက်ပနေပြီးအလင်းပြတ်တောင်းသောမျက်စိမထင်သာနိုင်သောလျှို့ဝှက်ရေးရာစာများကိုထိုးထွေးရေးသားထားတဲ့ထိုဘူးပေါ်တွင်ပြောပါဟုသာရေးသားထားသည်အလီဘာဘာသည်သတိတရားဖွင့်ပါဟုတိုးတိုးလေးပြောလိုက်တဲ့ထိုစကားသည်တစ်ခုခုကိုချက်ချင်းပြင်းပြင်းထန်ထန်ပြောင်းလဲစေတယ်ဘူးသည်လေထဲသို့ပြန်ထွက်လာပြီးကျဲစုရောင်ချီတောက်ကတကားဝင်ပေါက်တစ်ခုကဲ့သို့ပြောင်းလဲလာတဲ့ထိုတကားထဲမှဟောင်းနေတော်လဲတန်မဏိတောက်သောအတန်တစ်ခုကြလာတဲ့ဆန္ဒတစ်ခုရည်ရွယ်ချက်တစ်ခုချမ်းလက်မခံပဲရွေးပါအလီဘာဘာသည်တမှုထူးခြားစွာအံ့အားသင့်တော်လဲစီးစိမ်ငွေကြေးနန်းတော်သို့မဟုတ်တနိုင်ငံလုံးကိုတောင်မတောင်းခဲ့သူကပြောတယ်ငါလူသားများကိုကူညီနိုင်ရန်ဉာဏ်ပညာကိုပင်ဆန္ဒပြုခြင်းနဲ့အဲ့ဒီခဏမှာပင်တကားဝင်ပေါက်သည်တောက်ပလာကပျောက်ကွယ်သွားတဲ့ထိုခဏ၌ဖျားเจ้าအိုပြက်နေရာတွင်ဉာဏ်ပညာဖြင့်ပြည့်စုံသောမာစတာစာကြည့်တိုက်ကြီးတစ်ခုပေါ်ထွက်လာတယ်ထိုတွင်စိုက်ပျိုးနည်းပညာစေကူတာမှုတီထွင်မှုနှင့်ငြိမ်းချမ်းမှုအကြောင်းများပါဝင်နေရွာသားများသည်လာရောက်တင်ကြားခဲ့ကြပြီးရွာငယ်သည်တဖြည်းဖြည်းဖြင့်ခေတ်အဆင့်မြင့်သောမြို့ကြီးတစ်ခုသို့ပြောင်းလဲလာတဲ့အလီဘာဘာသည်မြည်သည့်ဂုံထူးတန်ဖိုးမြမလိုချင်ခဲ့သို့သောသူ့နာမည်ကိုစီးစိမ်ကိုမရွေးဘဲဉာဏ်ပညာကိုရွေးချယ်ခဲ့သူဟု၍ထာဝရမှတ်မိနေကြတဲ့ယနေ့တိုင်သဲကန္နာရအတိတ်တွင်ထိုမာဂျစ်ဘောက်စ်သည်မတမာသူတဦးမဟုတ်ပဲတင့်လျော်သူတဦးကိုစောင့်ဆိုင်နေသည်ဟုဆိုကြတယ်